အားလုံးပဲမင်္ဂလာပါထမင်းစားရမယ်နော်ခုထမင်းစားတော့မယ်ဖြစ်ပါတယ်အားလုံးပဲထမင်းစားကြပါအောင်ထမင်းစားမှာကတော့ဒါကြက်သားဟင်းပေါ့နော်ကြက်သားဟင်းကနည်းနည်းချက်ထားလို့ရှိရင်ကြာကြီးစားရတယ်ချွေစားတာကိုနည်းနည်းပေါ့နော်ကြက်သားဟင်းလေးရပြီးလို့ရှိရင်ထမင်းအများကြီးပဲပြီးလို့ရှိရင်ဒါကဂေါ်ဘီပြီးလို့ရှိရင်ဒါပန်းဂေါ်ဘီအစိမ်းနော်စားရမယ်နော်အများကြီးပဲတူလားစားကြပါဦးဆွဲတော့မယ်မဆွဲခင်ရေလေးတစ်ခွက်တောက်မယ်ရေတော့နည်းနည်းတောက်တယ်ဆွဲပြီးပန်းကော်ဖီစိမ်းစားကိစ္စယောဂကောက်ွယ်Oh my god ထမင်းပူတယ်ကွာထမင်းစားရင်ကောင်းဟာလည်းဘာလို့တလို့လဲပန်းကော်ဖီအစိမ်းရကောင်းကော်ဖီအရင်စားကောင်းကောင်းပြီ
ဒီဟိုကလေဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပေါ့နော်ပန်းကော်ပြီးအစိမ်းပွင့်နေတယ်မှာပေါ့နော်အကောင်နေရှိလားမသိရှိလားမရှိလားမသိသမင်းစားပြတော့တည်ရည်ကြပြီလားတည်ရည်ကြကြပြီလားစားရပါအောင်ထားရအောင်တို့လောက်做这样说对家呢，黑暗了么好，再让我背没事了，我背小心，现在都是弄得不干一工嘛，啊工了我呢，不然起码差了工嘛，你看啥？啥了吧？ဒါတော့မနဲ့စားပေါ့ပြမယ်ဆိုမနဲ့သမင်းကြီးပေါ့ကြာအခုကျမတနိုင်ထိုးရမယ်အရင်ကောင်းမိုက်ရကောင်း hai bạn từ từ ạသူများနိုင်ငံမှာလာနေတော့ကိုယ့်အိမ်မဟုတ်တော့ဖြစ်တယ်လို့ပဲစားရတယ်ဗောနော်ကြံဖန်တော့ကိုယ့်ကိုလှုပ်စားတာဗောသူများမရှိခင်ဗောသူများရှိလို့ရှိရင်တော့ဘလို့လှုပ်စားလို့မရဘူးဗောနော်တရက်ကြော်ဖြတ်တော့ဦးနောက်3မိနစ်လောက်ပါချက်ပြုတ်စားသူတို့ရှိလို့ရှိရင်ချက်စားရတယ်မကြစားလိုက်ရုပ်ပဲမပေးဘူး
按照么？我把我进去啥？吃不了。မနေ့ပဲဆိုလေစားဖို့ break ဖက်တော့မရှိဘူး။ဘာမှ break မနေ့စားလည်းမရှိဘူး။ဝယ်လည်းမပေးဘူး။ကော်ဖီတစ်ခွက်ပဲတောက်ပါ။တနာချွေးโอเคသမီးစားလို့ကောင်းကုန်ပါပြီဗျာတို့ကြရတယ်အများကြီးပဲတစ်စလုံးကြီးပဲသမင်းလည်းအများကြီးပဲကုန်ပါမရှိတော့သမင်းကဖိတ်ကြလို့ရှိရင်လည်းဒစီမကန်ဒစီမကြံလက်ကောက်စားသမင်းကတန်ဖိုးနန်းလေရတယ်Okay, bye bye. Sabi tayo. Bye bye.